လာပါရှင်ခုဆိုညီမတို့ငကားညီနောင်ကနေအော်ဒါလေးတွေအတွက်အပြားလေးတွေရက်ပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်အပြားဒီဇိုင်းလေးတွေကိုအလွယ်တကူကာယံတက်ဆင်နိုင်ရန်အတွက်ညီမတို့ကဝန်ဆောင်မှုအပြည့်နဲ့အလွယ်တကူတက်ဆင်ရန်အတွက်ဒီလိုဒီဇိုင်းလေးတွေကိုလူကြီးမင်းတို့အမြင်အတိုင်းစနစ်တကျရက်လုပ်ပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်အခုလိုဒီဇိုင်းလေးတွေကိုစနစ်တကျနဲ့တေချာရက်လုပ်ပြီးတော့နေကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။နေပို့ဆောင်ရမှာလဲတက်ဆင်သူတွေအလွယ်တကူတက်ဆင်နိုင်ရန်အတွက်တေချာလေးဂယူဒီဇိုင်းနဲ့ရက်လုပ်ပေးထားပါတယ်ရှင်။လူကြီးမင်းတို့နေအိမ်ချဝင်းများအတွက်ကာယံတက်ဆင်မှုတွေကိုဈေးနှုန်းသက်သာခြင်းနဲ့ဆိုရင်အခုလိုအပြားရဲ့ဒီဇိုင်းလေးတွေလည်းလွယ်တကူငကားညီနောင်မှာမှာယူနိုင်ပါတယ်ရှင်။